မင်္ဂလာပါကျွန်တော်မြေခွန်းတစ်ခုဖြည့်ချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့မယုံကြည်သူတွေအမေးများတဲ့မြေခွန်းဖြစ်တယ်မယုံကြည်သူတွေကြားထဲမှာတကယ်အနာမည်ကြီးတဲ့မြေခွန်းလည်းဖြစ်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ခရစ်ယာန်ဘာသာဝင်တွေကခရစ်ယာန်မဟုတ်တဲ့လူတွေကိုငွေကြေးအားဖြင့်ဆွဲဆောင်ပြီးမှသူတို့ဘာသာထဲကိုတင်သွင်းတယ်မယုံကြည်သူတယောက်သူတို့ဘာသာထဲရောက်သွားပြီဆိုလို့ရှိရင်တော့ငွေကြေးအဖြစ်ထောက်ပံ့ပေးတယ်ဆိုတဲ့မေးခွန်းဖြစ်တယ်တကယ်ပဲခရစ်ယာန်ဘာသာဝင်တွေကငွေကြေးအဖြစ်မယုံကြည်သူတွေကိုဆွဲဆောင်တယ်လားနံပါတ်1မေးခွန်းနံပါတ်2မေးခွန်းကတကယ်မယုံကြည်သူတယောက်ခရစ်ယာန်ဘာသာထဲဝင်လာပြီဆိုလို့ရှိရင်ထောက်ပံ့ကြတယ်လားနော်လာစာပေးတယ်လားအလွယ်ဆုံးပြောမှဆိုလို့ရှိရင်ဒီအရာလေးကိုဒီနေ့ကျွန်တော်ဖြေချင်တယ်ဆိုတော့ကျမ်းစာထဲမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လုံးဝငွေကြေးအဖြစ်မဆွဲဆောင်ခိုင်းဘူးငွေကြေးအဖြစ်သူ့ကိုယုံကြည်လာအောင်မလှုပ်ဆောင်ခိုင်းဘူးဆိုတာကျွန်တော်တွေ့ရတယ်ဒီကျမ်းစာတအုပ်လုံးထဲမှာတင်တို့တွားပြီးမှငါ့ကိုမယုံကြည်တဲ့လူဒီစီမှာတွားပြီးမှငွေကြေးပေးပြီးမှငါ့ကိုယုံကြည်လာခိုင်းပါဆိုတဲ့ယေရှုခရစ်တော်ရဲ့တွင်တင်ချက်တစ်လုံးမှဒီကျမ်းစာထဲမှာမတွေ့ရဘူးဆိုတာကိုဒီနေ့မှာကျွန်တော်ပြောပြချင်တယ်ဒါကြောင့်ငွေကြေးနဲ့ဆွဲဆောင်မှခရစ်ယာန်ဘာသာထဲကိုဖယားခင်ကမတွန်းခိုင်းဘူးငွေကြေးခရစ်ယာန်ဘာသာထဲမှာဝင်လာတဲ့လူတွေကိုလာစာပေးတာတွေပြီးတော့ထောက်ပံ့တာတွေလောက်ပါဆိုပြီးမှကျမ်းစာထဲမှာတွင်တင်ခြင်းမရှိဘူးထိုကဲ့သို့ပဲအတင်းတော်ကလည်းခွင့်မပြုဘူးအတင်းတော်ကလည်းပဲလုံးဝမယုံကြည်သူတွေကိုငွေကြေးနဲ့စီယုံတာခရစ်ယာန်ဘာသာထဲဝင်လာတဲ့လူတွေကိုလာစာပေးတာတို့ကိုလုံးဝမပြုလို့ဘူးမလုပ်ဘူးခွင့်မပြုဘူးဆိုတဲ့အရာကိုကျွန်တော်ပြောပြခြင်းတယ်ဒီအရာဒီကိုဖြစ်စေတဲ့ခုနထောက်ပတ်တယ်ငွေကြေးအဖြစ်စီယုံတယ်ဆိုတဲ့အရာကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေထဲမှာအချက်နှစ်ချက်ရှိပါတယ်ပထမအချက်ကဘယ်သူဒီရဲ့အမှားလဲဆိုလို့ရှင်တော့မိရှင်လုပ်တဲ့သာသနာပြုဒီအမှားဖြစ်တယ်သာသနာပြုဒီကသူတို့ရဲ့လှုပ်ရှားမှုဒီကိုအတင်းတော်ထဲမှာအတင်းတော်လူကြီးစီမှာတင်ဖို့ရန်မရှိတော့တဲ့အခါမှာငွေကြေးအဖြစ်သူ့နီသူဟာနဲ့ငွေကြေးရှာပြီးမှလူဒီကိုဆွဲဆောင်တာဒီရှိနိုင်တယ်လူဒီကိုလှည့်ဖြားတာရှိနိုင်တယ်လူဒီကိုသူ့ရဲ့အထဲမှာအတင်းဝင်လာတဲ့လူဒီကိုမပြောက်အောင်ပြန်နောက်မလှည့်အောင်ငွေကြေးအားဖြင့် support တာတွေထောက်ပံ့တာတွေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကရေရှည်မခံပါဘူးအဲ့ဒီသတင်းစကားတွေအတင်းတော်ကကြားလာတယ်တေချာတိလာတဲ့တနေ့အဲ့ဒီအတင်းတော်မှာရှိနေတဲ့သာသနာပြုဆရာကလည်းအလုပ်ပြုံမှာဖြစ်တယ်အဲ့ဒီလူတွေကလည်းအတင်းတော်ကတုံးတော့မှမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ရဲ့မှုပေါင်းအရာဒီကနေ့ဖြည့်ပေးချင်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုထင်ရောင်ထင်မှားဖြစ်စေတဲ့အရာကပါလဲဆိုလို့ရှိရင်ကျမ်းစာထဲမှာပြောတယ်အဖက်အခန်းကြီး4အငယ်32ထဲမှာအချင်းချင်းကျေးဇူးပြုခြင်းတဲ့တနာဆောင်မှခြင်းအကျင့်ကိုဘုရားသခင်ကကျင့်ခိုင်းတယ်ယုံကြည်သူအချင်းချင်းပါလဲကျေးဇူးပြုရမယ်တနာဆောင်မှခြင်းရှိရမယ်ပြီးလို့ရှိရင်တော့ဖိလိပ္ပိအခန်းကြီး2အငယ်4ထဲမှာလဲကိုယ့်ရဲ့အမှုအရာကိုသာမရှုမှတ်ပဲသူ့အမှုအရာကိုလည်းအချင်းချင်းရှုမှတ်ကြပါလို့ပြောတယ်အချင်းချင်းကိုယ်ကြီးရိုင်းပင်ဖို့ဘုရားသခင်ကတွင်တင်ထားတာဖြစ်တယ်။ဘာကြောင့်ဒီအရာကိုလုပ်ခိုင်းတယ်လဲ။ဘုရားသခင်ကအချင်းချင်းတဲမှတ်တာနော်အချင်းချင်းကိုယ်ကြီးရိုင်းပင်တာကိုနှစ်သက်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ယုံကြည်သူခရစ်ယာန်ကြီးကျင့်သုံးတဲ့အချင်းချင်းကျေးဇူးပြုခြင်းဒီတနာဆောင်မဲ့ခြင်းဒီကိုယ့်ရဲ့အမှုအရာကိုတည်းကြည်တဲ့သူမဟုတ်ဘဲနဲ့သူ့အမှုအရာသူ့ရဲ့ခက်ခဲတဲ့အရာဒီကိုလည်းကြည်ပေးတတ်တဲ့အသက်တာကိုငင်ခြင်းတဲ့စိတ်ဆန္ဒတွေဟာဖယားသခင်ရဲ့တဘောတဘာဝဖယားသခင်ရဲ့တွင်တင်ချက်ဖြစ်တယ်။ဒါကြောင့်ဒီကနေ့ယုံကြည်သူတွေကလုံးဝအတင်းတော်ထဲမှာအစင်မပြေဘူး။စာဝန်နေရေးအစင်မပြေဘူး။အခက်ခဲရှိနေတယ်ဆိုလို့ရှိရင်
နော်သူကအကျိုးစားလက်နဲ့စားစရာမရှိတဲ့လူတွေအများကြီးရှိတယ်နော်အလုတ်လက်နဲ့သူတို့မှာခက်ခဲတဲ့သူတွေအများကြီးရှိတယ်အဲ့ဒီလိုမျိုးပုံကိုယ်ဒီကိုအတင်းတော်ကလည်းကြည့်ရှုဖို့ရဖယားကိုယ်တိုင်ကညွှန်တယ်လို့ယုံကြည်သူအချင်းချင်းထဲမှာလည်းတာဝန်ရှိတယ်ဆိုတာကိုယေရှုခရစ်တော်ဖယားကတွင်တင်တာဖြစ်တယ်ဒီအမှုအရာကိုကျွန်တော်ခရစ်ယာန်တွေကကျင့်သုံးလာတဲ့အခါမှာမယုံကြည်သူတွေရဲ့အမြင်မှာဘာဖြစ်တော့လဲဆိုလို့ရှင်တော့ထောက်ပတ်တယ်ကူညီတယ်ငွေကြေးအဖြစ်လာစာပေးတယ်ဆိုတဲ့အရာကြီးရောက်လာတာဖြစ်တယ်အဲ့ဒီသတင်းစကားအမှားကိုဖြစ်စေတဲ့အရာတွေကဒီအရာတွေဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောချင်တယ်လူတယောက်ရဲ့ယုံကြည်ခြင်းကိုငွေကြေးနဲ့ဝေလို့မရဘူးလူတယောက်ရဲ့စိတ်သက်ကြွခြင်းကိုငွေကြေးပေးလို့မရပါဘူးသင်ငွေကြေးပေးရင်လည်းသူ့ရဲ့ယုံကြည်ခြင်းဟာငွေကြေးအပေါ်မှာပဲတည်နေမယ်ဆိုလို့ရှိရင်အဲ့ဒီလူရဲ့ယုံကြည်မှုမှာဘယ်တော့မှမတည်မြဲဘူးဘယ်တော့မှမခံခန့်ဘူးတူလာတဲ့လမ်းကိုတနေ့ပြန်သွားမှာဖြစ်တယ်ဒါဘာဖြစ်လို့လဲငွေကြေးကြီးပြမလာလို့ဖြစ်တာဖြစ်တယ်ဒါကြောင့်ဖယားသခင်ကိုယ်တိုင်ကအဲ့ဒီငွေကြေးပြီးမှတွေးဆောင်ဖျားယောင်းတာကြီးနော်ငွေကြေး support ပြီးမှသူတို့ရဲ့စီးပွားရေးကိုထူထောင်ပေးပြီးမှဒီဘာသာထက်တွတ်သွင်းတာဒီကိုလုံးဝခွင့်မပြုဘူးဆိုရကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီကနေ့မယုံကြည်သူဒီကြားထဲမှာခုနသာသနာပြုဒီအမှားကြောင့်တရင်ဆိုတွေရှိတယ်အဲ့ဒါကတော့ခရစ်ယာန်ဘာသာထဲမဟုတ်ဘူးဘာသာတိုင်းမှာရှိတယ်ကျွန်တော်ဘာသာမှာလည်းရှိတယ်ဆိုတာတည်ထားစေချင်တယ်ဒါကြောင့်ဒီနေ့ဘာသာတိုင်းမှာအဲ့ဒီအမှားမျိုးကရှိတယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေရာနဲ့ပြောပြချင်တယ်ဒါကြောင့်ဒီကနေ့မယုံကြည်သူတွေတောထဲမှာအများကြီးကြားနေရတယ်ခရစ်ယာန်ဘာသာကိုယုံကြည်တဲ့ဝင်လာတဲ့လူတွေသူတို့မျိုးနွေထဲမှာရှိပြီဆိုလို့ရှိရင်တော့အမွေပြတ်တာတို့အမွေဖြတ်တာတို့နော်ပြီးလို့ရှိရင်တော့တရင်မှားတွေသူတို့ရဲ့စာဝန်နေရင်သူတို့ရဲ့အိမ်ဒီကိုခရစ်ယာန်အတင်းချုပ်ကခရစ်ယာန်ဘာသာဝင်ဒီကခရစ်ယာန်အတင်းတော်ကထောက်ပတ်ပေးတာသူ့လာစာဘယ်လောက်ပေးတာဆိုတဲ့တွေးထိုးစကားတွေတရင်ဆိုးတွေပေါ့နော်ဖြစ်သူတို့ကိုပါလေ6လှမ်းတယ်သူတို့ကိုယုံကြည်အားနည်းလာအောင်တွေးထိုးစကားတွေမဟုတ်တဲ့စကားတွေဖြစ်သူတို့ကတရင်ဆိုးတွေလွှတ်လေရှိတယ်အဲ့ဒါကမယုံကြည်သူရဲ့အကျင့်စရိုက်ဖြစ်တယ်ဒါကြောင့်ဒီကနေ့သူတို့ကဘယ်လောက်ပဲတရင်လွှတ်နေပါစေကျွန်တော်ရဲ့ယုံကြည်မှုခိုင်ခန့်ဖို့ပဲအရေးကြီးတယ်ကိုမှန်ဖို့ပဲအရေးကြီးတယ်ဆိုရကိုဒီနေရာမှာပြောပြချင်တယ်ဒါကြောင့်ဒီကနေ့လက်ရှိကျွန်တော်ဒီနေရာမှာလဲကြုံတယ်လို့မယုံကြည်သူရှိတဲ့နေရာတိုင်းမှာကြုံရတယ်သူတို့ယုံကြည်မယုံကြည်သူတွေယုံကြည်သူပြောင်းလာလို့ရှင်ဒီတရင်စကားကြုံရတယ်ဒါဘယ်လောက်အထိဆိုးတယ်လဲဆိုလို့ရှင်ခရစ်ယာန်ဒီနဲ့မပေါင်းတင်ရဘူးဆိုတဲ့အရာဒီကျွန်တော်ကကြားရတယ်တချို့နေရာတွေမှာဆိုတော့ကန်တတ်ခံရတဲ့လူတွေကျွန်တော်ကတွေ့ရတယ်ဒါဒီကိုကျွန်တော်ကတွေ့ရတယ်ဒါကြောင့်ဒီကနေ့ဒါဒီကတော့ဘာဖြစ်စေတယ်လဲဆိုလို့ရှင်နော်ဘာသာရေးကိုတခြားဘာသာကိုစိတ်မဝင်စားအောင်ပေါ့အမှန်တရားကိုမမြင်နိုင်အောင်မျက်စိပိတ်ပေးခြင်းတဲ့နီလန်းတွေဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ပြောပြခြင်းတယ်ငွေကြေးအဖြစ်တွေးဆောင်ခြင်းဖျားယောင်းခြင်းနော်သူတို့ရဲ့စာဝန်နေရေးတာဝန်ယူခြင်းအဖြစ်ခရစ်ယာန်ဘာသာကတခြားဘာသာတွေကိုတင်းသွင်းခြင်းမရှိဘူးဖယားကိုယ်တိုင်ကလည်းခွင့်မပြုဘူးဆိုရကိုဒီနေရာမှာပြောပြခြင်းတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ကိုပဲစဉ်းစားဖို့လိုတယ်ကိုပဲကိုယ့်ရဲ့နေထိုင်မှုမှန်ကန်ဖို့ပဲလိုတယ်ဒါကြောင့်ဒီကနေ့တရင်မှားကြီးကိုကျွန်တော်ကခယူးဆိုင်ဖို့မဟုတ်ဘူးဆိုရကိုဒီနေရာမှာလည်းအနည်းငယ်ယုံကြည်သူကိုလည်းအားပေးခြင်းနဲ့အရောက်စီတိုင်းဖျားရှင်ကောင်းကြည့်ပေးပါစေအာမင်